ခင်အောင်နဲ့တိုးတို့ကတန်နာကိုနားမလဲစွာကြည့်နေမိတယ်။ညနေကျောင်းစင်းတော့အတန်းမိုင်ဆရာမနဲ့တန်နာအပါဝင်ကျောင်းသားကျောင်းသူများကြော့အိမ်တို့လိုက်သွားကြတယ်။တဲအိမ်လေးရှိမှာကုံစိမ်းဆိုင်လေးတန်နာတို့ဘဝနဲ့မိုးနဲ့မြေလိုကွာခြားလာတယ်။လမ်းမှာဆရာမကပြောပြတယ်ကြော်တို့အခြေအနေကိုကျူရှင်တောင်မယူပဲကျောင်းစာနဲ့ပဲပထမရအောင်စူးစမ်းခဲ့သူမိဘကိုတည်တဲ့သူတန်နာမိမိကိုလိပ်ပြမလုံးသလိုခံစားရတယ်။ခင်အောင်ကတော့သူမဟုတ်သလိုပဲခက်တီတီပင်တန်နာကအနိုင်လိုခြင်းစိတ်ရှိပေမဲ့ခင်အောင်အဲ့လိုလိမ့်မယ်လို့မထင်ထားဘူး။အခုတော့ကြော်ခံစားနေရတာကိုကြည့်ပြီးကြော်တက်တာရဲ့လားဟုတ်ဆရာမမိခင်ကာကွယ်ဆေးထိုးပြီးပါပြီညှော်မိလို့နည်းနည်းရောင်နေတာပါဒါလည်းကြောင်းတက်ချင်နေပါပြီတက်တာမှလာပါကြော်ရဲ့ဟုတ်ကဲ့ပါဆရာမကြော်နစ်စာအုပ်တွေငါကူပေးမယ်လေရပါတယ်တန်နာအိမ်ဘေးကရှစ်တန်းကငိမ့်ငိမ့်ကူရေးပေးနေတယ်အော်လိုအပ်တာရှိရင်ပြောနော်တန်နာတက်နိုင်သမျှကူညီပေးပါမယ်ခင်အောင်ကတက်ဖက်လဲပြီးမဲပြုံလိုက်တယ်။နောက်နေရများတွင်ကြော်တယောက်အနာတက်တာလာတာကြောင့်ကြောင်းပြန်တက်နေပြီဖြစ်တယ်။ငင်းကကိုကျော်ငိမ့်စပိန်နောက်ကလိုက်ခဲ့နော်။ပထမနေ့တော့ကြော်ငိမ့်စပိန်နောက်ကနေလိုက်ခဲ့တယ်။နောက်နေများကြတော့မိမိဘာသာစပိန်နင်းနဲ့အောင်ကြိုးစားတယ်။ငင်းကကိုကျော်ကြောင်းသွားရအောင်။မလိုက်တော့ဘူးငင်းအကိုဘာသာပဲစပိန်ကိုကြိုးစားပြီးရအောင်ငင်းမယ်နော်။အတော်တက်တာနေပါပြီ။ကျေးဇူးနော်ညီမ။ပြည့်လာကိုကျော်ရဲ့ပြန်လာနေပါအောင်မယ်ငင်းကိုအားမနာပါနဲ့ဖြစ်ပါတယ်သွားတော့နော်မျက်နှာငယ်လေးနဲ့စိတ်မကောင်းစွာထွက်သွားတဲ့ငင်းကိုကြည့်ရင်ကြော်ကြောင်းသွားရင်ပြင်နေရတယ်တားကလည်းငင်းခေါ်တာကိုလိုက်သွားတာမဟုတ်ဘူးသူခမတားကိုခင်မင်ရှာတယ်တားလည်းအတော်တက်တာနေပြီမို့ပါမေရဲ့တားသွားတော့မယ်နော်အေးတာစပိန်ကိုတော့ဂယူးဆိုင်စီနော်ဟုတ်ကဲ့ပါမေဒေါ်နဲ့တယောက်တားပြည့်သူကိုငေးကြည့်ရင်ကြံရင်ခဲ့တယ်။ကြောင်းရောက်တော့တန်နာကကြော်ခြေထောက်တက်တာပြီပေါ့စပိန်တောင်စီးနိုင်နေပြီ။ဝမ်းသာလိုက်တာကြော်ရဲ့တက်တာပါတယ်တန်နာ။တန်နာကကြော်စားဖို့ထမင်းများမုံများပိုထည့်ကကြော်ကိုစားစေတယ်။ကြော်ငါနှစ်အတွက်ထမင်းနေဟင်းနေပိုထည့်လာရင်နော်။ပြောရင်တန်နာကသူ့ထမင်းပိုးထဲမှာထမင်းနေဟင်းတွေကိုကြော်ထမင်းကြိုင်ထဲကိုပြောင်းထည့်ပေးနေတယ်။ရပါတယ်တန်နာငါကဘာနဲ့ပဲဖြစ်စားနိုင်ပါတယ်နင်မဲဝအောင်စားပါနော်ငါကနင်စားစေချင်လို့တေချာအများကြီးထည့်လာတာစားပါနော်တန်နာကကြော်နဲ့ထမင်းတူစားတယ်ကြော်တို့တန်နာတို့ရဲ့ခင်မင်မှုကပိုလာတယ်ကြော်နင်စားဖို့ငါအိမ်ကစက်သားကြော်ပါလာတယ်စားနော်တန်နာကတဖြည်းဖြည်းနဲ့ခင်အောင်တို့မိုးတို့နဲ့ခွာနေခဲ့တယ်ကြော်နဲ့ပိုတွဲလာတယ်စာကြည့်တူတင်ချာအတွက်တူကြော်အိမ်ထိတခါတည်းစာလာကြက်တက်တယ်ငင်းတယောက်ကြော်အိမ်ဘက်စားသွားမင်းမယ်ဆိုပြီးတကားဖွင့်လိုက်တယ်ကြော်နဲ့တန်နာတို့စားကြက်နေတာကိုကြည့်ရင်ငင်းစားအောင်လေးပြန်ချကအတဲပြန်ဝင်သွားလေတော့တယ်ငင်းကကြော်ကိုအာကိုချင်းလေးစားခြင်းအပြင်တိတ်တကိုလေးချစ်မိနေခြင်းဖြစ်တယ်သူတို့နှစ်ဦးကိုကြည့်ရင်ရှင်ထဲမှာမဖော်ပြတတ်တဲ့ဝေဒနာတစ်ခုကိုခံစားနေရတယ်ဆယ်တန်းစာမိုးဝဲနေပြီးဆရာမကအချိန်ပိုခေါ်တင်ပေးတယ်သူတို့တွေစာကိုတေချာလေးလာမှတ်သားကြတယ်အပြန်လန်းစာတွေမေးချပြေကြနေပြီးစာမိုးဝဲကြီးရောက်တော့သူတို့အားလုံးကောင်းမွန်စွာပဲဖြေဆိုနိုင်ကြပါတယ်ကြော်ကနွေရသည့်ကျောင်းပိတ်ရမှာမိဘရဲ့ဈေးဆိုင်ကိုကူညီရောင်းပေးတယ်တန်နာကအဖိုးဘွားများရှိရာရန်ကုန်သို့လဲပတ်သွားတယ်နွေကျောင်းပိတ်ရများမှာငင်းကကြော်စီလာပြီးကိုရန်စာများကိုလေ့လာတယ်ကိုကျော်ပြောလေငင်းဘယ်ပု္ပ္ပစာနားမလဲလို့လဲကိုကျော်ရှင်းပြပေးမယ်မမတန်နာကလှတယ်နော်ကိုကျော်မမတန်နာကိုချစ်လာရင်ဟာကောင်းမလေးဘာတွေရှောင်မေးနေရလဲကိုစာကိုပဲကြက်ပါမဆိုင်တာတွေမမေးပါနဲ့ကြော်ငေါ့လိုက်တော့ညင်မြောင်ဝင်းမှာမျက်ရည်တွေဝဲနေတယ်ဒီကောင်မလေးအရွယ်ကစိတ်ကားတတ်တဲ့အရွယ်လေးတရွက်လုံရင်တော့ရည်ရဲဆိုပဲစိတ်ထဲတွေ့ရင်ကြော်ကလမ်းကြည့်တော့ညင်မြောင်ဝင်းမှာမျက်ရည်တွေဝိုင်းနေတယ်ညင်မြောင်ဝင်းပေါ်ကမျက်ရည်တွေကိုမကြအောင်ထိန်ရင်စာကိုဆက်လုံနေတယ်မျက်ရည်တွေကစာအုပ်ပေါ်မှာတပေါက်ချင်းကျလာတယ်။အော်ညင်ရဲ့ကိုညင်ကိုညီမလေးတယောက်လိုပဲဖြူဖြူစင်စင်ချစ်ပါတယ်။အဖြူအောင်ချစ်မို့အယောင်မစိုးချင်ပါနဲ့ညင်ရဲ့စိတ်ထဲကသာပြောနေမိပါတယ်။ကြော်တက်ပြင်းချရင်
ဒီကောင်မလေးသူ့အပေါ်စိတ်တွေအမွေအရာတွေပြောင်းနေတယ်ဆိုတော့သတိထားမိတယ်ဒါပေမဲ့လည်းမသိကြအောင်စောင့်နေလိုက်တယ်သူငင်းငင်းရဲ့ပေါ်မှာညီမလေးတယောက်လူသားတန်ရောစင်ရှိရဲ့ဒီထက်တော့မပူခဲ့ပါတန်နာတယောက်ကတော့ရန်ကုန်မှာကြောကြောကိုတတိယနေမိရဲ့တန်နာသူ့အကြောင်းတွေးလိုက်တော့မျက်နှာကအလိုလိုပြုံးနေမိရဲ့သူရောငါ့ကိုတတိယရဲ့လားငါကတော့သူ့ကိုအချိန်တိုင်းတတိယနေမိတာသူ့အိမ်ဘေးကငင်းငင်းဆိုတဲ့ခြားတိမ်မရဲ့အကျင့်တွေကကြောကြောပေါ်မှာစိတ်ဝင်စားနေမှန်းသိတာပေါ့ဝင်ဝင်ချင်းချင်မြင်ဆိုသလိုပဲသူငင်းငင်းပေါ်မှာစိတ်ဝင်စားနေပြီလားအမြဲမြင်တွေ့နေရတော့ငင်းငင်းပေါ်မှာတန်ရုံးစင်တွေများပုံနေပြီလားတွေ့ရင်အိမ်မပြောတဲ့ရက်တွေညားခဲ့ပြီဖွားဖွားသမီးတန်နာပြောလေသမီးဘာလုပ်ချင်လို့လဲဖွားဖွားသမီးမန္တလေးပြန်တော့မယ်သမီးကလည်းရောက်တာမှတပတ်မပြေသေးဘူးသမီးကပြန်ချင်ပြီလားဘာလဲမန္တလေးမှာကြံခဲ့တဲ့ကောင်လေးကိုတတိယနေပြီလားတန်နာမျက်နှာလေးနီးရဲသွားကသမီးကကောင်းလည်းမရှိပါဘူးဖွားဖွားကလည်းမမေနဲ့ဖေဖေကိုတတိယလိုပါဒါဆိုရင်လေသမီးပြန်လေဖိုးဖိုးလိုက်ဖို့ပေးလိုက်မယ်မန္တလေးရောက်တော့ရောက်ချင်းကြောကြောထံကိုရောက်သွားခဲ့တယ်ကြောကြောတို့ဈေးဆိုင်တွေငင်းငိမ့်လဲထိုင်နေတာကိုမြင်လိုက်ရတာကြောင့်တန်နာမျက်နှာပြတ်သွားတယ်ကြောကြောကြီးငါရန်ကုန်ကပြန်လာပြီနေ့အတွက်ဂျူရိုနဲ့ရောပဇွန်ကနဂရရောပါတယ်အန်တီတို့အတွက်ငရဲကြောက်နဲ့ပဇွန်ကြောက်တွေရောငါဝယ်လာတယ်ဟာငင်းငိမ့်ဘက်လဲကအော်ငင်းငိမ့်လဲရောက်နေရအောင်ဟုတ်တယ်မမတနာငိမ့်ကိုကျော်ကိုစလာမေးတာပါကိုကျော်ငိမ့်သွားတော့မယ်မမတနာငိမ့်ပြန်လိုက်ပါအောင်မယ်ညီမကျော်ရဲ့ငါနေ့ကိုတတိအရန်ရတာပဲနေရောငါ့ကိုတတိရရလားယင်ရတာပေါ့တန်နာရနေရလဲမေးမှမေးတတ်တယ်ကျော်ကအိမ်ရှိကုံစုံဆိုင်လေးတွေဈေးရောင်ရင်ပြောလိုက်တယ်နင့်ကအရန်တတိရလို့ပြန်လာတာကျော်ရဲ့ငါလည်းနေနဲ့ထပ်တူပါပဲတန်နာရနှစ်ဦးသာရေဘက်မမအောင်စကားတွေပြောနေကြတယ်ငိမ့်ငိမ့်အလိုက်သိစွာဖြင့်အိမ်ဘက်ကိုပြန်လာခဲ့တယ်စိတ်ထဲမှာတော့ဝမ်းနဲ့တလူလိုငိုချင်တလူလိုပဲခံစားနေရတယ်မမတနာကိုမြင်တော့ကိုကျော်မျက်နှာကြီးကမှုရတဲ့မျက်နှာကြီးကျနေရပဲကိုကျော်ကမမတနာကိုချစ်နေတာနေမှာငင်းလေကိုကျော်ကိုအရန်ချစ်နေတာမသိတာလားမသိချင်အောင်စောင့်နေရလားကိုကျော်ရဲ့ကျွေးရင်အိမ်ဘက်ကိုပြန်လာခဲ့တယ်ဂျွန်နွဲကသမီးတန်နာလက်ဖက်တုံနဲ့ယူနီဂျန်လေးတောက်ပါအောင်ဟုတ်ကဲ့အန်ဒီတန်နာကလက်ဖက်တုပ်စားရင်ကြော်နဲ့စကားတွေပြောမကုန်အောင်ရှိလာတယ်ထို့နောက်တန်နာပြန်သွားတော့တယ်မိခင်ဖြစ်သူကဒါတန်နာလေးကတားကိုအတော်ခင်ရှာတာနော်တန်ရောစင်လည်းရှိရှာတယ်ဟုတ်တယ်မေတားကြည့်ရတာလဲတန်နာကိုအတော်ခင်ပုံပဲတားလဲတန်နာကိုခင်ပါတယ်မေဒါပေမဲ့တားရဲ့တားနဲ့တန်နာရဲ့ဘွားကမိုးနေမြေလိုပဲတန်နာအပေါ်မှာတိတ်ပြီးတော့တန်ရောစင်မထားနဲ့နော်မိခင်ဖြစ်သူပြောချင်တဲ့သဘောကိုကြော်နားလဲပါတယ်ထို့ကြောင့်မိခင်စိတ်မပူရန်အတွက်တားနားလဲပါတယ်မေရဲ့ဟုပြန်ပြောရင်တပြေးရှည်ကြီးချနေပြီးတော့တယ်ဒီနေ့10တန်းတွေအောင်စင်ထွက်တော့ကြော်မနှက်စောကြီးထသွားကြည့်တယ်အောင်စင်တွေထွက်တော့ကြော်က9ဘာသာဂုံတူနဲ့အောင်ခဲ့တယ်တန်နာကတော့3ဘာသာပဲပါတယ်ကြော်အရန်ပျော်တယ်မိခင်နဲ့ဖခင်အတွက်သူ့အောင်မြင်မှုအကြီးကြီးကိုယူပေးနိုင်၍ပျော်မဆုံးဖြစ်နေတယ်အဖေကြီးဘာလဲဟာငါသားအတွက်မှပတိစိတ်နေတာစာမိုးရဲအောင်ဆူတောင်းနေတာမက်နွယ်ရဲ့ကျုပ်သားလေးကစာမိုးရဲအောင်မှာပါနော်အောင်မှာပါငါသားကစားတော့တယ်လက်ပတ်တိုင်းအစ်စ်တွေရတာလေစိတ်ချအောင်မှာပါလင်းမယားနှစ်ယောက်စလုံးကနာမငိမ့်စိတ်လှုပ်ရှားစွာပြန်လာတာကိုစောင့်နေကြတယ်ကြော်ဆက်ပိန်းလေးစီကအိမ်ပြန်လာတော့တားလာကိုစိုးရိမ်တကြီးစောင့်နေတဲ့မိဘနှစ်ပါးကိုတွေ့ရတယ်ဟောတားလေးပြန်လာပြီလားတားလူလေးစာမွေးအောင်တယ်မလားအောင်တယ်ဖေအောင်ယုံတယ်မကဘူးတားဂုံတူး9ပါးစာတော့ပါတာဖေရဲ့ဦးကျော်မြအရန်ဝမ်းသာသွားတယ်ဝမ်းသာလုံး၍ထခုံလိုက်ရာအိမ်ထုံတန်းထိရောက်သွားတယ်ပြေးပြေးလောက်ပါတော့အိမ်ပြိုကြပါအောင်မယ်တကယ်တည်းမှာပဲပျော်လွန်းလို့ပါမနှွေရငါဖြစ်စေချင်တာဆရာဝန်ကြီးငါသားကဖြစ်တော့မှာဒီကဘာမှာငါလောက်ပြောတဲ့လူရှိပါအောင်မလားမနှွေရဲ့ဒါမှငါတော့ကအဖေငွေရကြုံနဲ့တဲ့သားအဖေပြင်မရကြုံနဲ့လိုက်တာသားရဲ့ဒါဆေးချောင်းတက်ရမယ်နော်အဖေဒါအစိုးရလုံးဝင်ပြီးတော့အဝေးစင်တက်ချင်တယ်ဒါငွေရှာခြင်းမြည်ဖေရဲ့ဒါတလဲပြန်လို့ကြွေးခြင်းမြည်အဖေကိုလည်းနားချခြင်းမြည်ဖေဒါရဲ့အဖေစွမ်းပါသေးရဲ့ဒါကိုအဖေဆေးတက်ကတူထားနိုင်တယ်ဒါရဲ့ဒေါ်နဲကလည်းဒါရဲ့ဆေးချောင်းတက်ပါနော်အမေတို့သားကိုတက်ကတူပို့နေအောင်စူးစမ်းမှာပါအဖေနဲ့အမေနဲ့တာဝန်ထားဟုတ်ပြီလား
ဟုတ်ကဲ့ပါအဖေနဲ့အမေတို့တက်စီခြင်းနဲ့ဈေးတက်ကတူတက်ပါမယ်ကိုကျော်စာမွေးအောင်နာငိမ့်ဝမ်းတာလိုက်တာဂုံတူ9ခုတောင်အရန်ကြော်တာပဲအဖေနဲ့အမေကကိုကျော်ကိုချီကျူးနေကြတာငိမ့်လဲစာကြိုးစားနော်ငိမ့်စာကြိုးစားပေမဲ့ကိုကျော်လိုတော့မတော်ဘူးကိုကျော်ရဲ့ကြိုးစားရင်ဘာမှမဖြစ်နိုင်ပါတယ်စစ်မရောက်ခင်တော့မြားကုန်မနေနဲ့ငိမ့်မှာကြိုးစားဖို့ခွင့်အများကြီးရှိတယ်ကိုကျော်ငိမ့်နဲ့ငိမ့်တဲ့ငယ်ချင်းတွေကိုစာပြပေးပါလားကိုကျော်လည်းဝင်ငွေရအောင်လေငိမ့်တဲ့ငယ်ချင်းတွေစုပေးမယ်ကိုကျော်စာသင်ပေးပါနော်အကိုချိန်ကြီးအောင်မယ်လीနော်ဟုတ်ကဲ့ကိုကျော်ဤတို့ဖြင့်ကြော်ကြော်ကြားအားတဲ့အချိန်မှတွင်9ရန်10ရန်ကလေးများကိုစားပြပေးတယ်ရတဲ့ဝင်ငွေလေးဖြင့်ဈေးတက်ကတူအတွက်လိုအပ်တဲ့ငွေတွေကိုအသုံးပြုတယ်ထို့အပြင်ဈေးတက်ကတူမှာထောက်ပံ့တဲ့ထောက်ပံ့ကြေးလည်းရသဖြင့်ပညာသင်စိတ်အတွက်တော့လုံလောက်ပါတယ်တန်နာကအီးမေးချတတ်တယ်တန်နာကျောင်းသို့ကြော်ကြော်ရောက်တယ်လို့ကြော်ကြော်ကျောင်းသို့လည်းတန်နာရောက်လာတတ်တယ်ချိုးနေ့တွင်တန်နာကြော်ကြော်ထံရောက်လာတယ်မျက်နှာလည်းမကောင်းဘူးတန်နာဘာဖြစ်တာလဲမျက်နှာလည်းမကောင်းဘူးကြော်ကြော်ကမေးလိုက်တယ်တန်နာကနှုတ်ဆက်နေတယ်ပြောလေတန်နာနင်ဘာဖြစ်လာတာလဲငါစိတ်ပူလာပြီတန်နာနှုတ်ဆက်နေကြော်ကြော်စိတ်ပူလာကတန်နာပခုံးကိုကင်လုံးရင်မေးလိုက်တယ်တန်နာကလေးတန်းခတ်တူတူဖြစ်ငါ့ကိုလေငါတို့เจ้าကတန်းထိုက်ဆိုတဲ့ကောင်လိုက်ပြီးတော့ရီးစားစကားပြောလိုက်တယ်ငါစိတ်တွင်လို့ပါကြော်ကြော်ရဲ့ဟုတ်လားတန်နာသူ့မိဘတွေကအရာရှိဆိုပြီးတော့ငွေကိုရေလိုသုံးနေရကောင်းမလေးတယောက်ပြီးတယောက်ကိုလိုက်ပြောနေရကောင်လေဟုတ်လားနေကငါ့ကိုတခြားကောင်တွေဤစားစကားပြောတာကိုတဝင်းမကြုံ